ဒီကနေ့2021ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာကိုရီးယားစစ်ပွဲကိုတရားဝင်ဆုံးသက်ရေးကြေညာချက်ထုတ်ပြန်ဖို့တောင်ကိုရီးယားမြောက်ကိုရီးယားအမေရိကန်နဲ့တရုတ်နိုင်ငံတို့ကမူအပြင်သဘောတူထားကြောင်းတောင်ကိုရီးယားသမ္မတမွန်ဂျေအင်းကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မြောက်ကိုရီးယားရဲ့တောင်းဆိုမှုကြောင့်ဆွေးနွေးပွဲတွေကိုတော့မစသေးဘူးလို့သမ္မတမွန်ဂျေအင်းကဆက်လက်ပြောဆိုပါတယ်။ကိုရီးယားနိုင်ငံကြားစစ်ပွဲဟာ1950ခုနှစ်ကစတင်ဖြစ်ပွားခဲ့ပြီး1953ခုနှစ်မှာငြိမ်းချမ်းရေးစာချုပ်မဟုတ်ဘဲနဲ့အပြစ်ခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်နဲ့အဆုံးသတ်ခဲ့ပါတယ်။တောင်ကိုရီးယားမြောက်ကိုရီးယားနိုင်ငံကိုတရုတ်နဲ့အမေရိကန်တို့ကအသီးသီးတစ်ဖက်စီထောက်ခံချိန်မှစပြီးတော့မှတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားတို့ကြားသဘောတရားအရစစ်ပွဲရှိနေဆဲဖြစ်ကတင်းမာမှုတွေလည်းဆက်လက်မြင့်တက်ခဲ့ပါတယ်။ကိုရီးယားစစ်ပွဲတရားဝင်ဆုံးသက်ရေးနဲ့ပတ်သက်ပြီးတော့မှလက်ရှိချိန်မှာဩစတြေးလျနိုင်ငံသူရောက်ရှိနေတဲ့တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းကဩစတြေးလျဝန်ကြီးချုပ်မော်ရီဆန်နဲ့ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာဖြစ်ပါတယ်။စစ်ပွဲဆုံးသက်ရန်တရားဝင်ကြေညာခြင်းအမြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်တွေစွန့်ဖို့တွန်းအားဖြစ်စေလိမ့်မယ်လို့တောင်ကိုရီးယားသမ္မတကပြောဆိုခဲ့ပူပါတယ်။